အခုနေပြီးဒီ2020ခေါနဲ့19စခနိုင်မှာနေပြီးနောက်ဆုံးနိုင်ဒီကိုနေပြီးဟောတာကတော့ဖုံဖို့တော့နေပြီးတိုင်းမတူတော့ဝင်လာဒီလိုရဲ့ပဲထုံးမပြလိုက်ခဲ့ကျော်တရီစာကိုလို့ငိုလို့တော့နေပြီးငိုလို့တိုင်းတော့လုံမလာတော့နေပြီးတာဖို့ပုံနဲ့ပါပါနဲ့ရောင်းလို့ပုံနဲ့ကိုဒီလိုရဲ့ပဲမထုံးမဲ့ဖို့ဆိုတော့တာဖေးတော့လည်းကောနေဖို့လို့ကျွန်တော်ထားမှပါလဲဒီညတော့ကမှ size ပို့ပြီးတားလည်းပို့ရှိလာပါတယ်အဝူဘက်လို့ပြီးဆိုတော့လေပို့လို့ဝင်တာပါနဲ့ကိုလည်းပို့ရှိလာကျွန်တော်လူငယ်တီတော့လေဥမာတစ်ခုခုလို့ဖို့တစ်ခုပြန်ဖို့ဆိုလေကိုဖာကနေပြီးဆောင်းတော့ဖိုင်တော့ဝေးရှိတလုံးရှိနေဆောင်းတော့ဖိုင်နေတော့နေပြီးကိုဖာကပို့လို့ကောက်ရဲလို့ပို့လို့အဲ့ဘလို့ပြီးဆိုလေပို့လို့ဆပ်ပြေတော့မှာတချို့ကြောက်တဲ့တော့စိုးရင်ပိုင်းပြီးတော့ရှိပါတယ်ဒီလေပညာရေးနဲ့ပဲတက်လာတဲ့စေခုံမှုတော့ရှိပါပါနဲ့ဒါဘလားမဒါလားဆိုတော့လူငယ်တီးမြင့်မြတ်တော့ရှိပါတယ်ဒီလေနေပြီးပါလေမတားလိုက်ကလေးကိုမှနောက်တစ်နိုင်ဆိုတော့ဒီအချိန်ကာလစမလေးဖိုက်ပါဘူးအဲ့ဒါနေပြီးတနိုင်ဆိုတော့ကိစ္စကိုနေပြီးတားရပါဘယ်ပါနဲ့မတားလို့လေးဆောင်ပြီးကိုလေးတခုဒီတားလာလို့ကိုကမှတားလိုက်ဆိုတယ်ကိုကနေပြီးသူများထားပြင်တပိုက်တဲ့နောက်ဆက်ကျင်ဟာပေါ့ဒီစင်ခုံမှုတော့ရှိပါဘူးတားဖလားမတားဆိုတားဖို့လေခဲလည်းမကောက်လို့ဆိုကောက်သေးလေမတားလို့မလားဒါပဲဆိုကိုပညာရေးကနောက်ဆက်ကျင်ဟာပေါ့အဲ့ဒါနေပြီးစိုးရမရှိလေးတားပေါ့ဒီလိုတားဖို့ဆိုကြတော့ဒီရောကိုလိုဖာတီကလုံလုံကုန်ကုန်နဲ့တည်တည်ချာချာဆုံးမကောင်းကောင်းလုပ်ပြီးတော့ဘလို့ကောက်ပါဟုတ်ပါနဲ့ဒါဆိုတော့ကိုလိုဆုံးမလို့ရွှေချလာဖို့ဒီ statement ထုတ်ပြန်တဲ့ဘလို့ကောက်ဖို့ထားမှာဒါပဲဆိုရင်ဒီဘက်ပုံစံနဲ့ဒီဘက်တောင်းလောက်ဖို့ဒီလိုစိုးရင်စံမလို့ပါနဲ့ဒါဆိုဘလို့ကောက်ဖို့ထားမှာဒီလိုတင်းနေရာမှာ project တော့ပါမနဲ့ရေတင်းနေရာမှာ project နေပြီးအဲ့ပုံစံနဲ့လောက်ပါဖို့ဒီမှာကျွန်တော်မှစိုးရင်စံမလို့ပါဒီစိတ်ဒီဘက်ပုံစံဘက်ပုံစံလားဟာဆောင်ပြပါလေဆိုတော့တော်တီကိုဒီ statement ထုတ်ပြန်လိုက်စင်တဲ့သူကနေပြီးဆိုရင်ကောင်းကောင်းမွန်စားရောကြက်လီပါမနဲ့နဲ့နပို့လို့လူမဥမာလူတာဖို့ဆိုရင်အနေတာဖို့ဆိုရင်တော့အမြတ်တာတော့ဖိုက်ပါဖို့ဒီဘက်တော့ထုတ်ပြန်ပြီးစတော့ဘလို့ကောက်ဖို့ထားမှာဒီလိုရဲ့ပဲထုတ်ပြန်ပြီးလိုက်ခဲ့ကျော်တရီစာဘလို့ငိုလို့တော့နေပြီးငိုလို့တိုင်းတော့လုံမလာတော့နေပြီးတာဖို့ပုံနဲ့ပါပါနဲ့ရောင်းလို့ပုံနဲ့ကိုဒီလိုရဲ့ပဲမထုတ်ပြန်ဖို့ဆိုတော့တာဖေးတော့လည်းကောနေဖို့လို့ကျွန်တော်ထားမှပါလဲ